တွင်ငယ်ကောလိပ်ရှာမြန်မာနိုင်ငံမှာ IT နည်းပညာနဲ့အတန်မိုးအကြောင်းပြုချင်သူကျောင်းသူကျောင်းသားများအတွက်နိုင်ငံတကာစင်တန်းမီဒီလောက်ပိုင်ခွင့်ရရရှိအောင် globally recognized ဖြစ်တဲ့ diploma နဲ့ degree ကျောင်း skills training အားပို့ချပြီးကောင်တယ်ခေါ်လာခဲ့တာမှာဆိုရင်6နှစ်ကျော်ကာလရှိသွားပြီဖြစ်ပြီးတော့သင်တန်းအသီးသီးကိုတက်ရောက်နေကြတဲ့ကျောင်းသူကျောင်းသားတစ်ထောင်ကျော်နဲ့ diploma နဲ့ degree graduate 900ကျော်ကိုပို့ထုတ်ခံရပြီဖြစ်ပါတယ်။ဒါပြီး Twinkle College မှာ high ချီဝါများဖြစ်ကြတဲ့ level 5 diploma in computer with cyber security မှာ current global high ချီဝါဖြစ်ခဲ့လို့ first rank regional high ချီဝါအမှတ်အများဆုံးအောင်မြင်ခဲ့တဲ့ကျောင်းသားကိုကျော်လင်းသူနဲ့ level 3 diploma in computer မှာ second rank global high ချီဝါကျောင်းလို့မဖြိုးတိတိကျော်တို့ကိုလည်းပို့ထုတ်ပေးနိုင်ခဲ့ပါတယ်။ Class of 2024-2025 ကျောင်းသူကျောင်းသားများအားလုံးကိုဒီစင်မြင့်ပေါ်မှာရှောင်လန်းလာကြတာကိုကျွန်မမြင်ရတဲ့အခါမှာဒီတစ်နှစ်လုံးအတွက်ကျွန်မအကောင်းဆုံးစူးစမ်းခဲ့တဲ့ကျွန်တော်တို့အကောင်းဆုံးစူးစမ်းခဲ့တဲ့အခြေအနေကိုတတိယနိုင်ပါတယ်။အတိတ်နဲ့ရှိနဲ့တောင်းပတဲ့အောင်မြင်မှုပြင်လမ်းများပြည့်စုံပါစေလို့ဒီနေ့ဂုဏ်ယူစရာအောင်မြင်မှုအတွက်ထပ်မံဂုဏ်ပြုပြောကြားရင်းနဲ့ Twinkle College ရဲ့ Class of 2024-2025 ဝင်လေးတပည့်ခန်းနာကိုအောင်မြင်စွာတိတ်သိမ်းကြောင်းကျွန်မကြေညာရပါတယ်ကျေးဇူးတင်